လေယူးတုံတုံအပိုင်း81ရွေးကြီးပင်များကြားတွင်ဝါကျင်ကျင်ခြေတန်းရှိအိမ်ကြီးကိုမပြတ်မစည်းတွေ့လိုက်ရသဖြင့်စကားလက်အံ့လဲအံ့ဩသည်ဝမ်းလဲတာသည်ဖွန်တိန်ညီအမတတိုက်ကသူ့ကိုထပ်၍စီးကြိုကြသည့်အခါတွင်စကားလက်ဝမ်းသာသဖြင့်မျက်ရည်တွေလဲလာ၏တို့ရတွင်ဖက်လဲတကင်းနှုတ်ဆက်ကြပြီး၍ထမင်းစားကန်ထဲသို့ဝင်လာကြသည့်အခါတွင်မူစကားလက်ဤစိတ်သည်အေးဆက်သွားခဲ့သည်ရန်ကီများသည်ရွေးကြီးပင်စုရာတော့ကိုမရောက်ခဲ့ကြရွေးကြီးပင်စုကပေတရာ၏အတွင်ဘက်ခက်ဝေးဝေးတွင်ရှိသည်ထို့ကြောင့်ဖွန်တိန်တို့တွင်အခြေအနေမပြတ်စားရိတ်ခါအပြည့်အစုံရှိသည်တို့ရာတွင်မြိုင်သားရကဲ့သို့ထူးဆန်းသည့်တိတ်ဆိတ်ငြိမ်သက်ခြင်းသည်ရွေးကြီးပင်စုတွင်ကြီးစိုးနေသည်အိမ်စီကပ်ပလီမှ၄ယောက်မှအပရာကူလီများအားလုံးရန်ကီတို့ကိုကြောက်၍ထွက်ပြေးကုန်ကြပြီရွေးကြီးပင်စုတွင်ယောက်ျားကြီးကြီးမားမားဆို၍တယောက်မျှမရှိတော့ခေါင်းကြိုက်ကလေးစီးထားသည့်ဆယ်လီ၏သားငယ်ကိုစရင်ထဲတွင်ထွက်တက်လျင်ယောက်ျားဆို၍သူတယောက်သာရှိသည်အိမ်ကြီးထဲတွင်အသက်80ထဲရောက်နေသည့်ဖွားဖွားဖွန်တိန်အသက်50ရှိဂျိုးဖွန်တိန်၏မမေနှင့်အသက်25မပြည့်တပြည့်ဂျိုးဖွန်တိန်၏ဇနီးတို့သာရှိသည်သူတို့တွင်စောင်းရှောင်းမိယောက်ျားကြီးကြီးမားမားလည်းမရှိအနီးအနားတွင်ခြံနီးခြင်းလည်းမရှိသူတို့မျက်နှာများကကြောက်ရွံ့ထိတ်လန့်ပုံလည်းမပေါ်ဆယ်လီတို့သားအမိကကြောက်တတ်သည့်တိုင်အဖွားကြီးကိုကြောက်ဟန်မပြရဲစကားလက်သည်ထိုအဖွားကြီးကိုကြောက်သည်အဖွားကြီးကမျက်စိရှင်သလောက်အပြောပတ်ဆက်သည်စကားလက်သူ့အကြောင်းကိုကောင်းကောင်းသိခဲ့ပြီးပြီဤမိန်းမ၃ယောက်သည်သွေးမဆက်ကြသားများနှင့်ပတ်သက်၍တော်ဆက်သည့်သမီးရောက်ခမများသာဖြစ်သည်အသက်အားဖြင့်လဲကွာကြသည်တို့ရာတွင်သူတို့၃ယောက်ကစိတ်ဓာတ်ချင်းတူသည်ဂျိုးဖွန်တိန်ကြဆုံးသဖြင့်အိမ်တွင်စိုးသည့်အနက်ရောင်တက်ခေါက်ဆိုးအဝတ်ကိုဝတ်ထားကြသည်ပိန်ချုံးကစိတ်မကောင်းဖြစ်နေကြပုံရ၏ပါဇက်ကထုတ်ဖော်ပြောဆိုခြင်းမပြုသည့်တိုင်သူတို့မျက်နှာကလောကကြီးကိုခါသည့်နာကြီးနေပုံရသည်သူတို့တွင်ရာကူလီမရှိတော့ပြည်နယ်သုံးပတ်စံတွေကလည်းသုံးမရတော့ဆယ်လီ၏ယောက်ျားဂျိုးဖွန်တိန်ကဂဒီစပတ်တိုက်ပွဲတွင်ကြာခဲ့ပြီးဂျိုးဖွန်တိန်ဖေဖေဒေါက်တာဖွန်တိန်ကဘစ်စပစ်တွင်ဝမ်းကိုက်ယောဂဖြစ်ဆုံးခဲ့သည်အဲလန်စ်နှင့်တိုနီတို့ကဗာဂျီးနီးယားတွင်စစ်တပ်ဖြစ်ရောက်နေသည်အဖေကြီးဒေါက်တာဖွန်တိန်ကဗိုလ်ချုပ်ရွှေလာ၏မြင်းတပ်ဖြစ်တနေရာသို့ရောက်နေသည်အမလီခေါင်းပြူဆွဲကြိုးကြီးကလူငယ်တွေနဲ့သာပြိုင်နေတာအသက်က80ရှိနေပြီဝက်များအမွှေးအမွှားပေါ်သလိုသူ့တကိုယ်လုံးဒူလာဆွဲနေပြီမမေကြီးကသူ့ယောက်ျားဖိုးဖိုးကြီးဒေါက်တာဖွန်တိန်အတွက်ဂုဏ်ယူနေသည်စကားလုံးများကရင့်သည်သလိုသူ့မျက်လုံးများကတောက်နေသည်အတလန္တာသတင်းလေးပါလေးများမကြားဘူးလားစကားလက်တို့ကတော့မြိုင်သားရမှာဆိုတော့ဘာမှမကြားရဘူးစကားလက်ကမေးသည်ထုံးစံအတိုင်းမမေကြီးချွေးမကအတင်းဝင်ပြော၏တို့လည်းညီတို့နဲ့ဘာထူးလို့လဲအေးရန်ကီဗိုလ်ချုပ်ရှားမင်းကမြို့ကိုသိမ်းလိုက်ပြီဆိုတာပဲသိရတာပေါ့ဟမ်အခုသိမ်းလိုက်ပြီတဲ့လားဒါဖြင့်ခုတိုက်ပွဲတွေဘယ်မှာဖြစ်နေတာတဲ့လဲအမလီဒီတောတဲ့တောင်ထဲရောက်နေတဲ့မိန်းမ၃ယောက်ကိုစစ်သတင်းလာမေးလို့ဘာသိမှလဲအေးမရတာကြားလာပြီမမေကြီးကဝင်ပြောသည်ဒါတောင်ဒိုးစီကကပ်ပလီတယောက်ကဂျုံးဘာတို့ကပြန်လာတဲ့ကပ်ပလီတယောက်စီကတဆင့်ကြားလိုက်ရတာသူပြောတဲ့အတိုင်းကတော့ရန်ကီတွေကအတလန္တာမှာတပ်တွေမြင်းတွေကိုနားထားကြတဲ့ဘလောက်မှန်မှန်တော့မပြောတတ်ပါဘူးအေးဒီလောက်ကလေးစစ်တိုက်ရတာများအကြီးအကျယ်လှုပ်ပြီးနားရသေးရဲ့စကားလက်မြိုင်သားရရောက်နေရကြပြီနော်ကြည်စံတို့သိတော့မသိဘူးဆယ်လီကဝင်ပြောသည်တို့မြင်းနဲ့လာကြည့်ရင်လည်းအကောင်းသားဒါပေမဲ့ကွယ်အိမ်မှာကပ်ပလီတွေမရှိတော့အားတွေလို့မရှိပါဘူးဗျာဟိရတွေနဲ့ဆိုတော့အလဲသွားချိန်ကိုလည်းမရပါဘူးတကယ်ကတော့ဘယ်တော့ပဲအလုံများများလာသင့်တာပေါ့ဝတ်သစ်ချမြိုင်တို့မက်ကင်တော့တို့ယာတော့တွေမီးရှို့သွားသလိုမြိုင်သားရကိုလည်းမီးရှို့သွားသလားလို့တွေးမိသေးရဲ့မင်းတို့ကတော့မာကွန်ကိုပြေးမှာပဲလို့ထင်တာပေါ့မြိုင်သားရမှာရှိမယ်လို့မထင်တော့ဘူးသိပါဘူးအေးညီတို့ကပ်ပလီတွေလာပြီးမြိုင်သားရတို့မက်ကင်တော့တို့ယာတော့ကိုမီးရှို့တော့မယ်လို့မျက်လုံးပြူးမျက်စံပြူးနဲ့လာပြောတာကိုဒီတော့မီးရှို့ခံရတယ်ပဲထင်တာပေါ့မေမေကြီးကပြော၏ပြီးတော့တို့ကလည်းဆယ်လီကပြောသည်နေစမ်းမအောင်အေးစကားပြောရင်အတင်းဝင်ပြောနေရပဲကြီးကြီးကဝင်ပြောသည်သူတို့ကပြောတော့မြိုင်သားရတစ်ခုလုံးရန်ကြီးတွေပြစ်နေတာပဲတဲ့ညီတို့ကလည်းမာကွန်ကိုပြေးကြမလို့တဲ့အဲ့ဒီညကပေါ့မြိုင်သားရဘက်ကမီးတွေလှမ်းမြင်ရတာနဲတဲ့မီးတောင်ကြီးတွေမဟုတ်ဘူးဒီတွင်အိမ်ကကပ်ပလီတွေလည်းအကုန်ထွက်ပြေးကြတော့တာပဲဘာတွေလောင်သွားတာလဲဝါရီလေးကြီးကြီး
စကားလက်တို့ဝါတွေတသိန်းခွဲဘူးလောက်ပါသွားတယ်အိမ်မပါတော့တော်သေးတာပေါ့အေးမေမေကြီးကမေးကိုတောင်ဝေးဖြစ်ထောက်ထားသည်ဝါကွန်းဆိုတာပြန်ဆိုင်လို့ရတယ်အိမ်ဆိုတာပြန်ဆိုင်လို့မရဘူးနေပါဦးညီတို့ဝါတွေအားလုံးစွတ်ပြီးကုန်ပြီလားမပြီးသေးပါဘူးမေမေကြီးရဲ့စကားလက်ကဖြေသည်ဝါခင်းနဲ့ကဝါကလည်းအကုန်ပြတ်သက်လောက်ပါပဲကြံလိုက်ရင်သုံးထုပ်စာလောက်ပဲကြံမှာပေါ့ဟိုချောင်းဆက်အောက်ရတဲ့မှာအဝေးကြီးပဲဒါနဲ့ဘာသွားလို့လောက်မှာလဲဒါတောင်ရာကူလီတွေထွက်ပြေးကုန်လို့ဝါစွန့်မဲ့လူလည်းမရှိဘူးဖြစ်မှဖြစ်ရပါလေအေးဝါစွန့်မဲ့လူမရှိဘူးလို့ပဲမမေကြီးကခက်လောင်လောင်ပြောလိုက်သည်ညီတို့လက်တွေဘာလို့ပို့ထားတာတော့လက်သေးချုံပြီးအလှကြည့်ဖို့လားညီမတွေကိုလည်းရှိရသားနဲ့စကားလက်ဘယ်ဝါစွတ်တက်မလဲမေမေကြီးရဲ့စကားလက်ကအောက်တန်းစားလူဖြူတွေလိုဝါစွတ်ရမှာလားဆလတာကြီးတို့လိုလုပ်ရမှာလားစကားလက်စိတ်တူတူဖြစ်ပြောသည်အလိုတော်ဘယ်ကအောက်တန်းစားလူဖြူရမှာလဲညီတို့ကာလာသားသမီးတွေကနှုတ်လုံးမာတဲ့အေးခြေတလန်းဂရီတသန်းဆိုတာကြာနေတာပဲငါပြောမယ်ဒုငငယ်တုန်းကဖေဖေကကုံရှုံးတော့ပတ်စံတပြားမှမရှိတော့ဘူးဒီတော့ဒုကိုယ်တိုင်ရတဲ့ဆင်းပြီးလောက်ရတာပဲကိုယ်တိုင်ပေါက်တူးပေါက်တယ်ကိုယ်တိုင်ဝါစွတ်တယ်ကောင်းကောင်းဝယ်လောက်တာဘာရှက်စရာရှိလို့လဲဒီလိုလုပ်ရင်ငွေလေးချစ်ချစ်ချုပ်ချုပ်စုပြီးကပလီကျွန်းတွေပြန်ဝယ်နိုင်တာတို့များတော့မရှက်ပေါင်းတော့လှုပ်စရာရှိရင်ခုတော့လှုပ်လိုက်ချင်သေးတယ်အောက်တန်းစားမကလို့ဘလို့ပဲပြောပါ၏အိုးမိမိကလေချွေးမကလှမ်းပြောသည်စကားလက်နဲ့သူ့ချွေးမဆယ်လီကိုလည်းအကူအညီတောင်းသည့်ဟန်ပြေလှမ်းကြည့်သည်ဒါကမမေတို့ခေတုံးကကိုခုခေတ်ကဒီလိုမဟုတ်တော့ဘူးပြောင်းနေပြီဒီမဲ့မိရွှေစာရိုးရိုးသားသားအလုပ်ကိုလုပ်မယ်ဆိုရင်ခေတ်ပြောင်းနေဆိုတာတွေဘာတွေဘယ်တော့မှမရှိဘူးမှတ်ထားမေမေကြီးကလက်မခံညီတို့အမေမျက်နှာထောက်ကြအောင်စကားလက်ဘဲနဲ့တော့ကြည့်ပါအောင်ရိုးရိုးသားသားကိုခုံကိုအားနဲ့လုပ်တဲ့အလုပ်ကိုအောက်တန်းစားအလုပ်တဲ့ကြားပဲကြားဘူးပါအောင်အေးအာရန်ကမြေတူး၍အေဝါကဗျိုင်းငင်ဤဆိုတဲ့သမကျန်းတွေကစာကိုညီမကြားဘူးလားစကားလမ်းကြောင်းပြောင်းသွားရန်စကားလန်မေးလိုက်သည်ဒါထက်တလတန်တို့မိသားစုနဲ့ကာဗတ်တို့မိသားစုကဘာကြားသေးလဲသူတို့အိမ်တွေကိုမိရှုခံရလားသူတို့ကမာကုံကိုပြောင်းသွားကြပြီပေါ့ရန်ဂီရီကအဲ့ဒီမရောက်ပါဘူးပေတရာတစ်လျှောက်တွင်မှာဒါပေမဲ့ကာဗတ်တို့ယာတော့ကူတော့ရောက်တယ်ကောက်နှံတွေရောကြက်တွေဝက်တွေရောကုံမာလေးရောလားကပလီကျွန်းတွေကလည်းရန်ဂီရီနောက်လိုက်သွားကြတဲ့ပြီးတော့ဆယ်လီကပြော၏မမေကြီးကကြားဝင်သည်လိုက်မှာပေါ့အေးရန်ဂီတွေကကပလီကျွန်းတွေကိုရွှေတွဲလဲငွေတွဲလဲဖြစ်စေရမယ်အဝတ်အစားကောင်းကောင်းဝတ်ရမယ်လို့ပြောပြီးခေါ်သွားကြတာကိုတချို့ရန်ဂီတွေဆိုရင်ကပလီတွေကိုမြင်းပေါ်တောင်တင်ပြီးခေါ်သွားကြတဲ့ကြာရင်ရန်ဂီတွေနဲ့ညားပြီးကာပြားဇက်ပေါက်ကလေးတွေမွေးကုန်မှာပေါ့အိုးမမေကလည်းအမလေးမှန်တာပြောတာဘာရှက်စရာရှိသလဲတို့အားလုံးအအိုတွေကြီးပဲအပြိုကလေးတွေမှမဟုတ်ပဲကပလီဇက်ကလေးတွေငါလည်းမြင်ဘူးတယ်ကာဗတ်တို့အိမ်ကိုဘာဖြစ်လို့မီးမရှို့တာတဲ့လဲကာဗတ်ရဲ့နောက်မိန်းမနဲ့သူတို့ယာတော့ကရန်ကီစရင်ထိုင်ကြောင်ပေါ့ជីជីကဖြေသည်ကိတ်ကာဗတ်ဤပထမမယားသေးသည်မှာအနှစ်20လောက်ရှိပြီជីជីကကာဗတ်ဤနောက်မိန်းမကိုနာမည်တက်ခေါ်လေးမရှိကာဗတ်ဤနောက်မိန်းမဟုခေါ်လေးရှိသည်ထိုမိန်းမကရန်ကီမာကြီးဖြစ်သည်ကျမတို့ကပြည်တော်စုဘတော်သားတွေပါလို့နှာသံကလေးနဲ့ပြောမှာပေါ့အေးမမေကြီးကနှာသံကလေးပါအောင်ကာဗတ်ဤနောက်မိန်းမရန်ကီမဟန်တမင်လုပ်ပြသည်ကတလင်းပြောတာတော့အဲ့ဒီကာဗတ်ရဲ့နောက်မယားနဲ့သူ့စရင်တိုင်းကရန်ကီတက်တွေကိုလမ်းထွက်ပြီးသွားကြိုတဲ့တော့တောက်ရှက်နည်းနည်းမှမရှိကြဘူးယောက်ျားကပြည်နယ်ဘက်ကဝင်တိုက်လို့ကျသွားပြီလင်ဘာသာရေးဖို့ကကက်ဒီစ်ဘက်မှာကျသွားတယ်ကိတ်ကဗာဂျီးနီးယားမှာကျသွားတယ်ဒီမျက်နာဓာတ်တွေတော့မထောက်ဘူးဒါကြောင့်ကတလင်းပြောတာပေါ့အင်ကြီးမီးရှို့သွားပါစေလို့ဆုတောင်းမိတဲ့ကိတ်တာအိမ်ပြန်လာလို့ဒီသတင်းတွေကြရင်ရင်ကွဲမှာပဲတဲ့ကာဗတ်ကလည်းရန်ကီမကိုယူထားတာကိုဒီလိုပဲဖြစ်မှာပေါ့ရန်ကီမဆိုတာလေသိခါမရှိအိမ်ကြီးရေမရှိသူတို့အကျိုးတော့သူတို့ကြည့်ကြတာနေစမ်းမအောင်မြိုင်းသားရကိုဘလို့မီးရှို့သွားတာလဲစကားလက်ရုတ်တရက်မဖြေစဉ်းစားနေသည်ဤအမေကိုဖြေပြီးလျင်ညီတို့အဖေအမေတွေနေကောင်းကြရဲ့လားဟုမေးတော့မည်မမေဆုံးချောင်းကိုသူမပြောချင်မပြောရမမေနဲ့ခင်သည်ဤမိမသတိုက်ရှိတွင်မမေဆုံးချောင်းကိုပြောမိလျင်အ ਨੇ ဆုံးတွေးမိလျင်ပင်ခြုံပွဲချ၍ငိုမိလိမ့်မည်သူတို့ရှိတွင်စကားလက်မငိုခြင်းမျက်ရည်မကျခြင်း
စင်စစ်အိမ်ပြန်ရောက်ခရဲကစကားလက်စိတ်ရှိလက်ရှိမငိုရသည်10ပေါက်ကိုတစ်ခါဖွင့်မိလျင်သူခက်ခက်ကုတ်ကုတ်ဆူထားသည့်တတိကလေးတွေကြက်ပြောင်ငှက်ပြောက်ပြောက်ကုန်ကြတော့မည်ဤဒီကိုစကားလက်ကောင်းကောင်းသိသည်စကားလက်သည်သူတို့မျက်နှာများကိုငဲကြည့်နေမိသည်မေမေဆုံးကြောင်းကိုသူတို့အားပြောမပြလျင်လေသူတို့မြည်သည့်နီးနှင့်မျှခွင်လွတ်ကြတော့မည်မဟုတ်အထူးသဖြင့်မေမေကြီးကမေမေကိုအလွန်တန်ရောစင်ကြည့်သည်ဤနာတစ်ဝိုက်တွင်မေမေကြီးကတော်တော်တန်တန်သူကိုအဖတ်မလို့မေမေတယောက်ကိုသာခင်သည်ဟဲ့မင်းနေတာမကြောက်ဘူးလားနေကောင်းကြရဲ့လားလို့မင်းနေတာမေမေကြီးကသူ့ကိုစိုက်ကြည့်ပေမေးသည်ဟုတ်ကဲ့စကားလက်အတ္တနာတိုက်ပွဲပြီးမှမြိုင်သားယာကိုပြန်ရောက်လာတာပါမေမေကြီးစကားလက်ကခတ်သွက်ဖြေသည်စကားလက်ပြန်ရောက်တော့ရန်ဂီရီမရှိတော့ပါဘူးဖေဖေကပြောတော့အိမ်ကိုမီးမရှို့ပါနဲ့အိမ်ထဲမှာကာရင်းတို့ညီမဥယောင်ငန်းပြဖြစ်နေလို့ဘယ်ကူမှရွှေ့လို့မရလို့ရန်ဂီရီကိုပြောတယ်တဲ့ဒါကြောင့်မီးမရှို့ခဲ့တာအော်ရန်ဂီရီကောင်းတာလို့တာဒီတစ်ခါပဲကြားဘူးသေးတယ်ရန်ဂီတို့အကြောင်းကောင်းတဲ့ရင်ကိုကြားရသည့်အတွက်စိတ်မချမ်းသာဟန်ဖြစ်နေကြသည်ခလေးမလေးတွေကနေကောင်းသွားကြပြီလားဟုတ်ကဲ့ကောင်းပါပြီနည်းနည်းအားနေနေတာလေးတစ်ခုပါပဲစကားလက်ကဖြေသည်သူကြောက်သည့်မေးခွန်းကိုအဖွားကြီးနှကန်းပေါ်တွင်ဝဲနေသည်ကိုသတိပြုမိသည့်အတွက်တခြားစကားကိုလွှဲ၍ပြောသည်စကားလက်လာတာဟိုစားစရာကလေးပါလေးရှိရင်ချေးကျင်လို့လာတာစကားလက်တို့စီမှာတော့ရန်ကြီးတို့ယူသွားလို့ဘာမှမကြံရစ်တော့ဘူးပိုပိုရှန်ရှန်ရှိမှာပါနဲနေရင်ကိစ္စမရှိဘူးရပါတယ်ပေါ့ကိုလှဲနေလွတ်လိုက်လေတို့ရှိတာတော့တဝက်ခွဲပေးမယ်စံရယ်ဝက်ပောင်ကြောက်ရယ်ကြက်နည်းနည်းပပရယ်ပေါ့မေမေကြီးကစကားလက်ကိုကြည့်ပြီးပြောသည်ဦးများပါတယ်မေမေကြီးရယ်စကားလက်နည်းနည်းယူပါအိမ်ကြီးချင်းဆိုတာမရှိတဲ့အခါဒီလိုပဲဝေးမျှစားရတာပေါ့ကျေးဇူးတင်လိုက်တာမေမေကြီးရယ်စကားလက်လည်းပြန်မှပဲအိမ်ကစိတ်ပူနေလိမ့်မယ်မေမေကြီးကရုတ်တရက်ထကစကားလက်အိလက်မောင်းကိုကင်သည်ဟဲ့ညီတို့နှစ်ယောက်နေရခဲ့စမ်းငါစကားလက်နဲ့နှစ်ယောက်ချင်းစကားပြောစရာရှိတယ်စကားလက်မေမေကြီးကိုလှေကားကတွဲချပေးစမ်းမေမေကြီးကချွေးမနဲ့မြေးချွေးမကိုနောက်ဖေးစင်ဝင်ဘက်သို့တွန်းသည်ကြီးကြီးနဲ့ဆယ်လီကစကားလက်ကိုနှုတ်ဆက်၏သူတို့လည်းအလေလာအောင်မြည်ဟုဆိုသည်စကားလက်ကိုမေမေကြီးမြည်သည့်စကားတွေပြောမိကိုသိကျင်နေကြသည်တို့ရတွင်မေမေကြီးကိုကြောက်သဖြင့်မလိုက်ရဲကြအဖွားကြီးများအလွန်စီစားကြောင်သည်ဟုကြီးကြီးကဆယ်လီကိုလှမ်းပြောပြီးအချုပ်ကြံရေးခဲ့ကြတော့သည်ဟုတ်ကဲ့ပြပါပြီကျေးဇူးအများကြီးတင်ပါတယ်